ကဲ infinite မှန်ခုံး share အတန့်လေးတွေကျွန်တော်ရောင်းပေးမယ်နော်မှန်ခုံးလေးနဲ့ကိုကျွန်တော် share အတန့်လေးတွေ infinite ကိုနော် infinite လေးဒီမှာ model ဆိုရင်ဒီကောင်လေးဆိုရင် Note 40L လေးလည်းရှိတယ်နော် Note 40L လေးရှိမယ်RAM 8နဲ့ memory 256ရှိမယ်နော်ဒီကောင် infinite ထဲကနော်မှန်ခုံးလေးတွေဒီကောင်လေးတွေဆိုရင် Hot 50 Pro Plus လေးရှိမယ်နော်ဒီကောင်လေးဘူးစုံလေးတွေပါတယ်ဘူးစုံလေးတွေနော်တချို့ဘူးထဲမှာဆိုရင်အာသညိုလေးတွေကဖောက်တောင်သုံးမထားဘူးအာသညိုတွေကဆိုရင်နော်အာသညိုလေးတွေဖောက်တောင်သုံးမထားဘူးဒီကောင်လေး RAM 8နဲ့ memory 256လေးပါတယ်ဒီကောင်လေး6သိန်းတစ်ပတ်လေးနဲ့ကျွန်တော်ရောင်းပေးမယ်နော်6သိန်းတစ်ပတ်လေးနဲ့ကျွန်တော်ရောင်းပေးမယ် Note 40S ဆိုရင်ဒီကောင်လေးဆိုရင် RAM 8 256ကိုဒီကောင်လေးဆိုရင်6သိန်း3000ခွဲပဲရှိတာနော်6သိန်း3000ခွဲကျွန်တော်6သိန်းတစ်ပတ်လေးနဲ့ဒါလေးကျွန်တော်ရောင်းပေးမယ်နော်မှန်လေးတွေမှန်ခုံးလေးတွေရှေ့အတန်လေးတွေနော်ဒီမှာစတီကာလေးတွေမှန်မကွဲလေးတောင်တော့ကပ်ပြီးသားလေးတွေမှန်မကွဲပါပြီးသားလေးတွေလုံးဝရှေ့အတန်လေးတွေဒီကောင်လေးဆိုလည်းမှန်မကွဲကပ်ပြီးသားလေးတွေနော်ခုပစ္စည်းဆောင်လေးတွေရှိတယ်ဖုန်းသီးတန်လေးတွေရှိတယ်နော်လိုချင်ငွေလာမင်းမိုဘိုင်းကိုလာဝယ်လို့ရတယ်နော်ဟိုဆိုင်လိပ်စာလေးက58လမ်း113 114မှာရှိတယ်ဒီကြီးကိုမြို့နယ်မန္တလေးမြို့မှာပါဗျာနော်နေဝေးဆိုရင်ကျွန်တော်ကားတင်ပေးပါတယ်ဗျ